ကိုကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ကိုထိန်ထုတ်ဖို့အခက်ခဲနေပါသလားငါဒီနေ့စကြည့်မယ်ငါဒီနေ့လေးစင်ငယ်လုပ်မယ်လို့သုံးဖြတ်ထားပေမဲ့မလုပ်ဖြစ်တာမျိုးရှိခဲ့ဘူးလားဟုတ်ပုံမဲ့ခဏခဏထိုင်ကြည့်နေတာမျိုးဖြစ်ဖို့တယ်မလားစီကန်းစီရင်ဆိုတာကျမတို့ကိုထိန်ထုတ်ထားတဲ့အရာမဟုတ်ပါကျမတို့ကိုအောင်မြင်မှုစီကိုတွန်းအားပေးမဲ့အတောင်ပံတစ်စုံတစ်ခုပါကျမတို့ဘာကြောင့်စီကန်းမရှိရလဲဆိုရင်ကျမတို့ဒီအလုပ်ကိုဘာကြောင့်လုပ်နေလဲဆိုတာအဓိကအကြောင်းရင်းကိုမသိလို့ပါSelf discipline စာအုပ်မှာပါတဲ့မိဘမဲ့ကလေးတယောက်ဟာသူ့ရဲ့ professional ဖြစ်စဉ်နဲ့စိတ်ထက်သူ့ကိုတနာစရာကောင်းတဲ့လူတယောက်ဖြစ်မြင်နေတဲ့လူရဲ့ပုံရိပ်ကိုသူကခွာပြချင်တာအဓိကခွာပြချင်တဲ့အဓိကအကြောင်းရင်းပါပဲ။ဒီမောင်နှမတွေလည်းဝိတ်ချမယ်ဆိုရင်ကိုမေးကြည့်ဘာလို့ငါဝိတ်ချကျင်ရတယ်အကြောင်းရင်းကိုမေးကြည့်တကယ်လို့ကိုကစီးပွားရေးမအောင်မြင်တယ်ငါဒီလုပ်ငန်းကိုဘာကြောင့်အောင်မြင်ချင်တာလဲငါဒီစာကိုတက်နေတယ်ငါဒီစာကိုဘာကြောင့်တက်နေတာလဲအဓိကကိုယ့်ရဲ့ဒီမန်ချက်ကိုဘယ်လိုဖြစ်ချင်လဲဆိုတာကိုအဓိက point ဆိုတဲ့အကြောင်းကိုမေးရမယ်တကယ်လို့မနဲ့စောစောအိယာထမယ်ဆိုရင်ငါဘာလို့အိယာထတာလဲဘာလို့စောစောအိယာထချင်တာလဲတက်ကိုတည်သွားရင်ကိုအဲ့ဒါကိုလိုက်နာနိုင်တယ်လူများစုကတော့အချိန်ကောင်းစောင့်တယ်ပေါ့ပြီးပြည့်စုံမဲ့အချိန်ကိုစောင့်တယ်အခုဒီဗီဒီယိုရိုက်နေတယ်ဆိုရှင်လဲလိုက်တင်နေမကောင်းလို့ငါမရိုက်သေးဘူးလို့အဲ့လိုမျိုးပြီးပြည့်စုံတဲ့အချိန်ကိုစောင့်နေလို့ရှင်ဘယ်တော့မှအောင်မြင်တဲ့သူဖြစ်တယောက်ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကိုလုံးဆရာရှိရောက်ကိုပြီးပြည့်စုံတဲ့အချိန်ကြီးမစောက်ပဲကိုလုံးဆရာရှိရောက်ကိုလောက်ရမယ်ကိုလောက်ရင်းနဲ့မှပဲတဖြည်းဖြည်းနဲ့ကိုဘာလိုအပ်ချက်ရှိလဲဆိုတော့သိလာမယ်လူများစုကတော့စင်ကြယ်ပေးတတ်တယ်မနေ့ပေးတတ်တယ်မနေ့ပြန်မှလုံးနေဒီကတော့မလုပ်သေးဘူးဆိုပြီးတော့အဲ့လိုမျိုးထားလိုက်တယ်တကယ်လို့ discipline ဆိုတာက motivation နဲ့လုံးဝကွာတယ် motivation ဆိုတာကကိုစိတ်ပါရင်လုပ်လိုက်မယ်ကိုစိတ်မပါတဲ့နေ့ကျရင်မလုပ်ချင်တော့ motivation နဲ့ discipline နဲ့လုံးဝမတူဘူး discipline ကတော့ဆိုရင်ငါဒီနေ့ဒီကိစ္စအလုပ်ကိုငါပြီးအောင်လုပ်မယ်ဆိုလို့ရှိရင်ဘလို့စိတ်ခံစားချက်ပဲဖြစ်ဖြစ်ဒီကိစ္စကိုပြီးအောင်လုပ်မယ်ဆိုရင်ကိုချမှတ်ထားတဲ့စိတ်က self discipline အားကောင်းခြင်းကိုနှောက်ယှက်မဲ့အရာတွေကိုတက်နိုင်သမျှဝေးရထားလိုက်တာကောင်းတယ်ကိုစာလုပ်နေတဲ့အချိန်မှာဖုန်းရဲ့ notification ကြီးလာလို့ရှိရင်ခဏမှတော့ကြည့်နေတာမျိုးဆိုရင်ကိုယ့်ရဲ့အလုပ်ကပြတ်သွားပြီအဲ့ဒါဆိုလို့ရှိရင်ဘာလုပ်ထားမလဲဆိုရင်ဖုန်းရဲ့ notification ကိုပိတ်ထားမယ်ကိုလုပ်ပြချီအောင်ကို focus ထားပြီးလုပ်မယ်တကယ်လို့ဝိတ်ချနေတဲ့သူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အနီးနားမှာစီကြော်တွေမထားဖို့လိုတယ်ကိုအဲ့ဒါဆိုအများဆုံးအဖြစ်အဲ့လိုမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးအရာတွေသွေးဆောင်ဖျန်းတဲ့အရာတွေမရှိတော့ပို့ပြီးတော့ကိုယ့်ရဲ့ထမှတ်ထားတဲ့ discipline ကပိုအားကောင်းတယ်မနဲ့အဲ့ရထားလို့ရှိရင်အလန်းကိုဒီမှာလည်းခဏမှဖြစ်တယ်အလန်းကို6နိုင်ခွဲထားမယ်ဆိုတော့6နိုင်ခွဲမှာအလန်းညီလာရင်ချက်ချင်းအလန်းကိုဖုံးအလန်းကိုပိတ်ပြီးတော့ပြန်အိတ်လိုက်တာမျိုးအဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုးမဖြစ်စေလို့ရှိရင်ဖုံးကိုနဲ့နည်းနည်းထပြီးလမ်းလျှောက်ပြီးပိတ်ရမယ်ဝေးမှထားလိုက်အဲ့လိုမျိုးနဲ့ဆိုရင်ထပြီးလမ်းလျှောက်ပြီးပိတ်လိုက်မယ်ဆိုရင်အဲ့ကိစ္စကကိုယ့်အတွက်မခဲရင်တော့စိတ်ဆောင်ချမ်းမှုတွေအားကောင်းလာလို့ကိုယ်စိတ်ကလည်းလုံချင်လာလို့ရှိရင်ကိုမေးကြည့်ဒီရေတိုလေးမှာပဲငါပျော်ရွှင်မှုယူမလားဒီစီအတွက်ငါပျော်ရွှင်မှုတိစောက်မလားကိုမေးကြည့်ကိုကြိုးစားမယ်မအောင်မြင်တဲ့ခါလည်းသိတယ်ဒါပေမဲ့အဲ့ဟာကြီးကိုစိတ်သက်ကြမနေပဲနဲ့နေကြသွားရင်ပြန်ထားဖို့လိုတယ်အခုသိနေဒီကိုမောင်နှမတွေလည်းဇေယျကကိုယ့်အတွက်က satisfaction လုပ်ဖို့တော့တခါတလေဒီလောက်ကိုပြီးအောင်လုပ်မယ်ဆိုတော့ကိုမှန်းလာတယ်ဒါပေမဲ့ငွေချင်းပေါင်းတဲ့နေရာအပြင်သွားဆက်ရှိလို့ခေါ်လဲငါကတော့မလိုက်ဖြစ်ဘူးငါတော့ဒီတနေ့တာဒီအလုပ်ကိုငါပြီးအောင်လုပ်ရမယ်ဆိုပြီးတော့ no လို့ညင်းရဲဖို့ပဲလိုတယ်ကိုယ့်ရဲ့ဖြစ်သူပဲဖြစ်ဖြစ်ကိုတနေ့တာမှာလုပ်ရမယ့်အရာတွေကိုကိုလုပ်ရမယ် no ကိုညင်းတတ်ဖို့လိုတယ် no ညင်းတတ်ဖို့လိုတယ်ကိုမကြိုက်တဲ့အရာတွေကိုလည်း no ညင်းတတ်ဖို့လိုတယ်အဲ့ဒါမှ self discipline အားကောင်းမှာအရှုံးကိုမမုန်းပါနဲ့အပြုံးနဲ့ရှေ့ဆက်ကြပါ
discipline လုပ်ဖို့ခက်နေတယ်ဆိုတာမှန်ခဲ့ပါအောင်နော်ရှိနေတဲ့ညီကိုမောင်နှမတွေလည်းအနာဂတ်မှာပိုကောင်းတဲ့ပိုတော်တဲ့လူဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်